မင်္ဂလာပါရှင်လိုင်ဇာ TV ရဲ့မြန်မာဘာသာဖြင့်သတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညသတင်းတွေကိုတော့ကျွန်မရှင်းမှုကနေတင်ဆက်ပေးသွားပါမယ်ပုံမော်မြို့မှာရှိတဲ့စကခ21စက်ကောင်စီတပ်စခန်းကိုအပြေးသိမ်းပိုင်နိုင်ဖို့အတွက် KIA ပူးပေါင်းတပ်ဖွဲ့တွေကနှစ်စဉ်ရက်ဆက်ဆိုသလိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ရှေ့တန်းသတင်းပေးပို့ချက်တွေအရသိရပါတယ်အဆိုပါထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီတပ်ဖက်ကနေထိခိုက်မှုတွေရှိနေတာကြောင့်စစ်ကောင်စီကဒရုန်းအပါအဝင်တိုက်လေယာဉ်တွေနဲ့အုံပြုပြီးစခန်းမကျရေးအတွက်ခုခံတိုက်ခိုက်နေရတဲ့အခြေအနေရှိနေတယ်လို့လည်းသိရပါတယ်စစ်ကောင်စီရဲ့ဒရုန်းတချို့ကို KIA ပူးပေါင်းတပ်ကပစ်ချနိုင်လိုက်သလိုစခခ21ရဲ့ကာကင်းစခန်းတချို့ကိုလည်းထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်ပုံမော်မြို့တိန်တိုက်ပွဲကို2024စက်တင်ဘာလ4ရက်နေ့ကနေစတင်ခဲ့တာဖြစ်ပြီးတော့အချိန်ကာလအားဖြင့်3လကျော်ကြာမြင့်လာပြီပဲဖြစ်ပါတယ်စစ်ကောင်စီလက်အောက်ခံမင်းစေတပ်ပြည်သူစစ်တပ်ဖွဲ့ဟာမတ်လ14ရက်နေ့မှာတနိုင်းလီတိုလမ်းမပေါ်မှာရှိတဲ့ဝါရာစွပ်နဲ့နမ်ဆိုင်ရွာကလူနေအိမ်ဆဲအိမ်ကျော်ကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။မတ်လ14ရက်နေ့မှာပဲစစ်ကောင်စီကဝါရာစွပ်နဲ့နမ်ဆိုင်ရွာကိုလေယာဉ်နဲ့2ကြိမ်ဒရုန်းလက်နက်ကြီးတွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးတော့မင်းစေတပ်ပြည်သူစစ်အဖွဲ့ကလည်းခြေလင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတာတွေကြောင့် KIA တပ်ကခုခံတိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲအတွင်းပြည်သူစစ်အဖွဲ့ဘက်ကအကြရှုံးများလာတာကြောင့်တပ်ဆုပ်ပြေးစဉ်ဝါရာစွပ်နဲ့နမ်ဆိုင်ရွာကလူနေအိမ်18အိမ်ကိုမိရှုဖျက်ဆီးသွားတာလို့ရှေ့တန်းသတင်းပေးပို့ချက်တွေအရသိရပါတယ်။ဝါရာစွပ်နဲ့အနီးနားဝန်းကျင်ကျေးရွာတွေကလူငယ်လူရွယ်တွေကိုမင်းစေတပ်ပြည်သူစစ်အဖွဲ့ကအတင်းအဓမ္မတပ်သားသစ်စုဆောင်းနေတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။မိုးကောင်းမိုးညင်းနမတီမှာ SNA ပြည်သူစစ်အဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေဟာစစ်ရဲလှုပ်ရှားသွားလာနေပြီးတော့အတင်းအဓမ္မတပ်သားသစ်စုဆောင်းတာတွေလှုပ်နေတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။တိမ်တယောက်စစ်မှုမထမ်းမနေရဆိုတဲ့ကောင်းစဉ်နဲ့နေအိမ်တွေထဲထိဝင်ရောက်ဖမ်းဆီးတာတွေပါလှုပ်ဆောင်နေတယ်လို့မိုးကောင်းဒေသခံတွေထံကနေသိရပါတယ်။စစ်ကောင်စီဟာကချင်ပြည်နယ်ကိုအင်တာနက်ဖုန်းလိုင်းဖြတ်တောက်ထားပြီးတော့ဒေသခံတွေဟာသတင်းအချက်အလက်မျှဝေဖို့အခက်ကြုံတွေ့နေရတာကိုအခွင့်ကောင်းယူပြီးတော့စစ်ကောင်စီလက်အောက်ခံပြည်သူစစ်အဖွဲ့တွေဟာစိတ်ထင်တိုင်းလုပ်နေကြတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။မြစ်ချင်းသားလမုံစွတ်ဖက်မှလည်းစစ်ကောင်စီဟာစစ်အင်အားတိုးချဲ့ကစစ်ရဲလှုပ်ရှားနေပြီးတော့ပြည်သူနေအိမ်တွေထဲထိဝင်ရောက်နေထိုင်ကြကပေါ်တာဆွဲတာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ပူတာအိုဖက်မှလည်းစစ်အင်အားတိုးချဲ့တာတွေအဆက်မပြတ်လှုပ်ဆောင်နေတာတွေကြောင့်ဒေသခံတွေစိုးရိမ်နေကြရတယ်လို့သိရပါတယ်။တင်းတင်ဆက်မှုပြီးဆုံးသွားပါပြီ။ကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။